ကျွန်တော်နာမည်ကတော့အောင်ကျော်လင်းပဲဖြစ်ပါတယ်အခုကျွန်တော်ဒီပွဲမှာပြေးခဲ့တဲ့စံချိန်ကတော့53စက္ကန့်နဲ့53မိနစ်နဲ့20စက္ကန့်ပဲဖြစ်ပါတယ်အရင်ကရခဲ့တဲ့ပါစင်နယ် record နဲ့ဆိုရင်တော့တော်တော်ကွာခြားပါတယ်ကိုကိုလည်းအားရခြင်းနဲ့ရှိခဲ့ပါဒီပွဲမှာဒီနေ့ပြေးရတဲ့ feeling ကကိုလုံနေတဲ့ training ထက်တော်တော်လေးကိုကြားခဲ့ပါတယ်ကျွန်တော်ဒီနေ့ပြေးခဲ့တဲ့စံချိန်မှာတော့100ရာခိုင်နှုန်းက80ရာခိုင်နှုန်းတော့ကျင်းတဲ့ဦးရှိခဲ့ပါဒါပေမဲ့ကျွန်တော်ဆက်ပြီးစူးစမ်းအောင်ပါလားလုပ်ခဲ့တဲ့ training တွေစူးစမ်းခဲ့တဲ့အရာစူးစမ်းခဲ့ညတွေအချိန်တွေအများကြီးကုန်ဆုံးခဲ့ရတယ်ဒါကြောင့်လည်းကျွန်တော်စိတ်ခွန်အားကိုပြန်တင်းပြီးတော့15 km ကိုရအောင်ပန်းဝင်အောင်အချိန်ပြန်နိုင်ခဲ့ပါပြိုင်ပွဲတွေထဲမှာတော့ဒီပြိုင်ပွဲတော့ကျင်းတဲ့ဦးရှိတယ်စက္ကန့်ကျွန်တော်ရဲ့ပမောက်ဆုံးဖြစ်ပါတယ်ဒီလိုစံချိန်ကောင်းရဖို့အတွက် training ကိုနေ့တိုင်းနေ့ညမပြတ်လှုပ်ဆောင်ခဲ့ရပါတယ်ဒီနေ့ပွဲတော့ဒီလို night run ပွဲကိုမြန်မာနိုင်ငံမှာဖောက်လို့ကျင်းပတဲ့အတွက်တော်ပြောပါတယ်အခုပရိသတ်တွေအားလုံးလည်းနောက်ပွဲတွေမှာဆက်ပြီးတော့လာပြေးကြဖို့ဖိတ်ခေါ်ရပါတယ်